Bauta Pusemi, Dhamma Pusemi, Tanka Pusemi, Puso by Echimyapia, P. Dream Pipa, Anana Yayama, Bete Betamisha Punyatatumia, Alo, Go Sing Napsha, Jama Chanda Vasi Jam, Chanamya Pongnato Beating Sia Yan Naiton, Janko Myotoma, a two Somo Consultam Yeta, Pota Apare Kamya, Napana Sana Chapone, Chawla Pine. တန်နန်းလာသားသမီးများရဲ့ကံကြမ္မာအရှိရေးဟောစတန်လေးဆွေးနွေးဟောပြောပေးသွားကြပါတယ်အရှိရေးအိမ်နောင်ရေးအရှိရေးအိမ်နောင်ရေးကြာမာရေးခန္ဓာစီးပွားရေးခန္ဓာလူမှုခန္ဓာတွေထဲမှာအရှိရေးနဲ့အိမ်နောင်ရေးကိုဆရာနေနဲ့ဟောပြောပေးသွားလို့ခြင်းဖြစ်တယ်တန်နန်းလာသားသမီးများအရှိရေးဟာ6လပိုင်းဟာကံနေနေတယ်အရှိရေးကံစာတာမကောင်းအိမ်တော်ကြီးမိသားစုစာတာကားကိုတစ်ချက်စကားများတာရှံဖြစ်ရတာစိတ်ပူပန်ပေါက်ကဖိစီးတာတွေတန်နန်းလာသားသမီးများကြော်ပြရတတ်တယ်နေတူနန်းတူတန်နန်းလာသားသမီးတောက်ကြသားသမီးနဲ့ဘယ်လိုမှတဟဆတာအကျိုးဖြစ်ပေါ်မှမဟုတ်တန်နန်းလာနေတူနန်းတူတောက်ကြအကျိုးပေးဖို့အိမ်မတန်ခက်ခဲအင်းကစက်နေတော့နဲ့အိမ်တော်ရေးတာရမယ်အင်းကသားသမီးစက်နေသားသမီးတန်နန်းလာသားသမီးများတွေ6လပိုင်းနှလုံးသားရေးရှစ်ရှင်မြတ်တာရေးအိမ်မတာအောင်ရမယ်အိမ်တော်တဲ့အိမ်တော်ရှင်များကို6လပိုင်းအဆင်ပြေစေမယ်လက်တလောတော့မလိုလားအတက်ညှဉ်းခုံစားတွေစိတ်ပေါ်ပါစားတွေစိတ်ရှုပ်ထွေးမှုလေးတွေကြုံရရင်ဆိုင်ဖြစ်ရှင်ရတတ်ပါတယ်စာတာညံထမ်းမှာရောက်ရှိနေပါတယ်အတက်နိုင်တော့နှလုံးသားရေးစာတာဆဆက်တာမှာတန်ငင်တွေဗုဒ္ဓဟုကြာတာပတိဘလို့မှအစမပြေတတ်ဘူးရှံများတဲ့ဆွဆွယုံမဖက်ခံရတာတွေယုံထင်ကြောင်ထင်ဖြစ်တာတွေစိတ်ချမ်းသာဖို့လုံးမအိမ်တော်ရေးစာတာအိမ်တော်မျိုးကံကြဝမ်းနည်းမှုစိတ်ချမ်းသာမှုထပ်ဝမ်းနည်းဖို့များတယ်လောင်ပဲချနာအိမ်တော်ရေးစိတ်ကုန်သွားတာစိတ်ပြအားငယ်တာစိတ်ရှုပ်ထွေးမှုဖြစ်တာတွေတန်နန်းလာသားသမီးများတို့အိမ်တော်ကြီးမပြေလဲတာတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးနာကျင်ရတာတွေ6လပိုင်းဟာကောင်းကျိုးမပေးဘူးဒါကြောင့်တန်နန်းလာသားသမီးများစိတ်ကိုတည်ငြိမ်အောင်ထားရမယ်ဖြည်းဖြည်းမှမှဆောင်ရွက်ရမယ်ပုံပွင့်လင်းလင်းညှိနှိုင်းတိုင်ပင်ဆွေးနွေးဖို့အိမ်တော်ရဲ့အတွက်လိုအပ်ပါတယ်စိတ်ကူးထားတာတွေရေရွယ်ထားတာတွေသွားလာခြင်းနဲ့ကိုယ့်ရဲ့အစီအစဉ် plan လေးတွေကိုလည်းပုံမှန်နဲ့ညှိနှိုင်းတိုင်ပင်ဖို့လိုအပ်မယ်6လပိုင်း10ရက်ကနေ6လပိုင်း20ရက်အတွင်းအထုပုံမော်ပြီးတော့တတိထားပေးရမယ်ကြိုးစိုက်ပေးရမယ်အရှိကန်စာတာပိုင်းဟာညက်နေတယ်အရှိကန်စာတာမကောင်းဘူးအိမ်နောက်တဲ့အိမ်နောက်ရှင်များအခုကတော့ပုံမော်ပြီးတတိထားပေးရမယ်ကြိုးစိုက်ပေးရမယ်6လပိုင်းတနင်္လာသားနေ့ကံမကောင်းဘူးကံနေဆုံးကြောမှုတွေဖြစ်တယ်ရံများပြဿနာပြိပကဖြစ်ရှင်ရကံရှိတယ်အရှိကန်စာတာအရှိကံနေနေတယ်ကိုကပဲပေးဆက်ခြင်းတယ်ကိုကပဲအချစ်ကြီးတယ်အနုနာခန့်တယ်မြို့သိမ့်တက်တယ်ဒါကြောင့်တနင်္လာသားသမီးတွေပုံပွင့်နဲ့ပြောပါအိမ်မယ်ဆိုးတွေမှတ်တတ်တယ်စိတ်တုံလုတ်ခြောက်ချမှုတွေလည်းကြုံရတတ်ပါတယ်အရှိအိမ်နောင်ကြီးကန်စာတာပိုင်းမကောင်းပါဘူးတန်ငင်တွေဗုဒ္ဓဟူကြာတာပတိတို့နဲ့တောင်မှကွဲလို့စိတ်ပွာလို့စိတ်မလိုလားတဲ့ပေါက်ပဲမှုတွေတောင်တန်နန်းလာသားသမီးများကြုံများစုံများတက်လို့စံနေတဲ့အထုစိတ်ပါမှန်ပါလက်ပါမဖြစ်အောင်မကြုံရလေအောင်ကြိုးစိုက်ဖို့စံနေတဲ့မေတ္တာရက်ခပ်ပြီးမှာထား6လပိုင်း10ရက်နဲ့20ကြာမှာအိမ်တော်ကြီးပေါက်ကွဲမှုတွေတနည်းအားဖြင့်လွန်ခဲ့တဲ့4-5-6လပြဿနာတွေလွန်ခဲ့တဲ့လဖြစ်ပြီးသားကိစ္စတွေဖြစ်ခဲ့ပြီးသားအကြောင်းတရားတွေကြောင့်ပေါက်ကွဲတာခိုင်ရံများတာပြဿနာဖြစ်တာတွေကြုံရစုံရတက်တဲ့အတွက်အခုအချိန်ကစပြီးတော့လာမယ့်ရှိလာအတွက်ဂယုစိုက်ပါတတိထားပေးပါ
တတိပြုတ်ပေးပါလို့ဇာအနေနဲ့အထုတဏ္ဍလာသားသမီးဆာရဲ့မိတ်ဆွေများအနန္တအရရမပေဒီမေဝါသနာရှင်များအမြဲတမ်းဆရာရဲ့ဗီဒီယိုဖိုင်တွေလိုက်တွေကြည့်ရှုအားပေးနေတဲ့တဏ္ဍလာသားသမီးများကိုဇာအနေနဲ့မေတ္တာရက်ခံရမယ်လာမဲလာကန်နေနဲ့အိမ်တော်ရေးပြိပခကြုံရတတ်တဲ့လူငယ်ပြဿနာဖြေရှင်းရတတ်တဲ့အိမ်တော်ရေးအစင်မပြေဘူးရှင်းရှင်းမေတ္တာရေးမကောင်းတနည်းအားဖြင့်အစင်ပြေတာကဟာလာမင်းနဲ့နှစ်ခုပဲရှိနေတယ်အင်္ဂါနဲ့စနေနဲ့အင်္ဂါတော့မိမိအတွက်တတောင်းတနေရာမှာကောင်းကျိုးပေးနေပြီအစင်ပြေစေပြီထုံနေတဲ့နှစ်ခုအတွက်ကစိတ်ချမ်းသာတယ်ထုံနေတဲ့အိမ်တော်ရှင်များအဖို့ထုံနေတဲ့ပိုင်ရှင်များအဖို့ကောင်းကျိုးပေးမယ်နေတူနတ်တူတန်နန်းလာတောက်ကြလုံးမကောင်းတန်နင်းတွေဗုဒ္ဓဘုရားတာပတိရတော့ဒုတိယဆင့်ဒါပေမဲ့ကွဲကြည်ကွာကြည်ဖြစ်မဲ့ဆိုစိတ်ကောင်းမှုတွေကြုံရဆုံရကိန်းရှိတယ်လို့ဆရာအနေနဲ့တန်နန်းလာသားသမီးကိုအထူးမှကြားလို့တယ်တန်နန်းလာသားသမီးအိမ်တော်ကြီးကျိုးရွယ်ငယ်ရွယ်သူများအတွက်အချစ်ဆန်းနှလုံးသားရဲ့အချစ်စစ်ပေါက်ပွားတဲ့သူတွေတဏ္ဍလာသားတော်လောက်တဏ္ဍလာသမီးတော်လောက်မိမိရဲ့အရှိမိမိရဲ့နှလုံးသားရဲ့မိမိရဲ့အိမ်တော်ရေးစာတာတင်းမြတ်ခြင်းအောင်မြင်ခြင်းပြည်လည်ခြင်းများဖြစ်စေလို့တဲ့အတွက်6လပိုင်း6လတရက်ကနေ6လပိုင်း30ရက်အတွင်းတရက်ရက်ကလေးသူငယ်တို့ကိုကစားဆရာဝယ်ပေးခြင်းတော့မဟုတ်ဘောလို့ဝယ်ပေးပါလုပ်ပေးပါကော်ပေါ်လို့တည်ပေါ်လို့စားတဲ့ဖြင့်ကစားစရာစေတင်တဲ့မြတ်တင့်မြတ်တာပေါ်တော့တလို့မြတ်တာလက်ဆောင်ကလေးသူငယ်တို့ရက်ထဲရွာထဲနော်ရက်ွက်ထဲနော်ကစားစရာပေါ်တော့တလို့မြတ်တာလက်ဆောင်ကလေးသူငယ်တို့ကိုပေးပါကွဲခြင်းကွာခြင်းတနည်းအားဖြင့်လမ်းဝဲစကားပြောခြင်းမပြေမလဲစိတ်ကောက်စိတ်ဆိုးနေတာတွေတနည်းအားဖြင့်လုံးဝတောင်းမှလို့မရတာလုံးဝပြေလဲအောင်ညှိနှိုင်းလို့မရတာလေးတွေကံကြမ္မာကံတရားနဲ့နားလဲစာနာထောက်ထားပြေရပြေကြောင်းကောင်းကျိုးပေါ်ကိုဆရာအနေနဲ့ညွှန်ကြားတဲ့ရတရားလေးကိုမပြတ်မကွက်စောင့်ရပေးပါရုံကြည်ကလေးသူငယ်တို့ကိုကစားဆရာပစ္စည်းလက်ဆောင်မပြတ်မကွက်ပေးပါနော်တဏ္ဍလာသားသမီးတွေရဲ့အရှိနဲ့အိမ်တော်ရဲ့ကိုအမြတ်ဆုံးကောင်းကျိုးဖြစ်စေလိုပါတယ်ရုံကြည်လေးစောင့်ရပေးပါဒါဆိုလို့ရှိရင်အိမ်တော်ရဲ့အိမ်တွင်းမပြေမလဲဖြစ်နေတဲ့တဏ္ဍလာသားသမီးများရဲ့အိမ်တော်ရဲ့အရှိနှလုံးသားရှိကံကောင်းကျိုးတို့ဖြစ်ထွန်းလာမယ်မပြေမလဲဖြစ်နေတဲ့နှလုံးသားရဲ့အရှိရဲ့ကိစ္စတွေနားလဲမလွယ်မားနေတာတွေပြန်လဲတစ်ဖန်အသိမှတ်ပြုလာမယ်ခွဲခွာနေတာတွေဝေးကွာနေတဲ့တဏ္ဍလာသားသမီးအိမ်တော်ရဲ့တဏှိတချေရောက်နေတာတွေအဆက်သွယ်ပြက်လူဖြစ်နေတဲ့ကိစ္စတွေတယောက်နဲ့တယောက်နဲ့ချက်ဆိုင်လို့မရတာလုံးဝတော့ဦးနဲ့တော့စိတ်အခမ်းမသိနေတဲ့ကိစ္စတွေလေအော်လင်းမြစွာအမြတ်ဆုံးပြေလဲခြင်းအောင်မြင်ခြင်းတို့ရောက်ရှိလာပါလိမ့်မယ်ရုံကြည်ကလေးကစားစရာလူချင်းဘောလုံးမေတ္တာလက်ဆောင်ပေးပါလို့ဇာနေနဲ့မေတ္တာရက်ခံပါရစေအရှိရဲ့အိမ်တော်ကြီးချမကြီးစီးပွားရေးလုံးမရိပ်တိုင်နေဆွေးနေမင်းများလို့တာများရှိခင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ညကို4 5လုံး3ည3ည4ခု3ညကိုခွန်ကြည့်ပဲ5လုံးခွန်5လုံး6နှစ်5ကိုတိုင်ရဆက်သွယ်မင်းများနိုင်ပါတယ်ညံပူတော်ကားဖြင့်တော့ကို3000ကျပ်ပါခင်ဗျာဆရာရဲ့ဟောကန်လိပ်စာမှာဆိုရင်တာဂီတာကြောက်တံမတိုင်းကပီတာမကတ်ကြီးရဲ့ပြီး ACD လန်တဲ့တိုင်းနံပါတ်200နဲ့ကိုမြင်းကြီးထက်အနက်နဲ့အရရမဆရာထပ်ပြီးဒီထမင်းရှော့9ရက်သားသမီးအားလုံးကိုစာနေတဲ့အထူးကျေးဇူးတင်တယ်တနန်းလာသားသမီးများလာမဲ့6လပိုင်းဂျွန်လိုက်မှာနော်ဂျွန်လမှာအရှိရကန်စာတာတို့အောင်မြင်နိုင်ကြပါစေနှလုံးသားရဲ့ကိစ္စများအောင်မြင်ပါစေလို့ကျွန်တော်များပုံနဲ့တော်ပေးတဲ့ဆရာရန်နိုင်ထွန်းရန်ကုန်မြို့တော်မှာအထုဆုံးမော်ကောင်ဆိုတောင်းမြတ်တာလေပို့တာအပ်ပါတယ်ခင်ဗျာမင်္ဂလာပါ